အားလုံးပဲတာယာသောနေ့လေးပါဒီနေ့ပြောပြပေးမယ့်ပုံပြင်လေးကတော့အဖွားအိုရဲ့စေတနာဆိုတဲ့ပုံပြင်လေးပါနားဆင်ပေးကြပါရှင်တခါတော့ကမြန်မာပြည်ရဲ့တောင်တန်းတွေကြားကလှပတဲ့ရွာလေးတစ်ရွာမှာမဲမွန်ဆိုတဲ့အဖွားအိုတစ်ယောက်နေထိုင်ခဲ့ပါတယ်မဲမွန်ဟာအရန်ကိုကျင်နာတတ်ပြီးစေတနာလည်းကောင်းပါတယ်သူမရဲ့နေအိမ်လေးဟာတစ်ပင်ကြီးတွေနဲ့ပန်းလှလေးတွေဝင်းရံနေတဲ့အတွက်ကြီးလိုက်တာနဲ့စိတ်ကိုကြည်နူးစေပါတယ်။အဖွားအိုကတော့နေ့စဉ်သူ့ရဲ့ဥယျာဉ်လေးကိုဂရုတစိုက်ပြုစုစောင့်ရှောက်ရင်းပျော်ရွှင်စွာနေထိုင်ပါတယ်။တနေ့မှာတော့မဲမွန်ဥယျာဉ်ထဲကိုငှက်ကလေးတစ်ကောင်ပြုတ်ကျလာတာကိုတွေ့လိုက်ရပါတယ်။ငှက်ကလေးဟာအတောင်ပကျိုးပြီးဒဏ်ရာရနေပါတယ်။မဲမွန်ဟာချက်ချင်းပဲငှက်ကလေးကိုဂရုတစိုက်ပွေ့ချီပြီးအိမ်ထဲကိုခေါ်သွားခဲ့ပါတယ်။သူမဟာငှက်ကလေးကိုအဝတ်စလေးနဲ့ပတီးစီပေးပြီးနှွေးထွေးတဲ့နေရာလေးမှာထားပေးခဲ့ပါတယ်။ပြီးတော့အစားအစာနဲ့ရေကိုလည်းခွင့်ကျွေးခဲ့ပါတယ်။မဲမွန်ရဲ့ပြုစုဆောက်ရှောက်မှုအောက်မှာငှက်ကလေးဟာတဖြည်းဖြည်းသက်သာလာပါတယ်။ရက်အနည်းငယ်ကြာတော့ငှက်ကလေးဟာအတောင်ပပြန်ကောင်းပြီးပြန်တန်းနိုင်လာပါတယ်။တမနက်ခင်းမှာတော့ငှက်ကလေးဟာမဲမွန်ရဲ့ခြံဝင်းထဲကတစ်ပင်ပေါ်မှာပြန်တန်းပြီးပျော်ရွှင်စွာသချင်းဆိုနေပါတယ်။ပီတိဖြစ်နေခဲ့ပါတယ်။ဒါကိုမြင်တဲ့ရွာသားတွေကမဲမွန်ဟာအလွန်ကျင်နာတတ်တဲ့သူပဲဆိုပြီးချီးကျူးခဲ့ကြပါတယ်။ကြာလာတော့ငှက်ကလေးဟာနေကောင်းသွားလို့ပြန်တန်းတော့မှာပါမဲမွန်ကစိတ်မကောင်းဖြစ်ပေမဲ့ငှက်ကလေးကိုပြန်တန်းခွင့်ပေးလိုက်ပါတယ်။ဒါကြောင့်အဖွားအိုမဲမွန်ဟာသူမရဲ့ကျင်နာတဲ့နှလုံးသားကြောင့်ကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ခဲ့ပြီးသူတစ်ပါးကိုကူညီခြင်းဖြင့်စစ်မှန်တဲ့ပျော်ရွှင်မှုကိုဘလို့ရှာဖွေရမယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်။ဒါဟာပုံပြင်လေးဆိုပေမဲ့တကယ်လက်တွေ့ဘဝမှာလည်းရှိနေတတ်ပါတယ်။အားလုံးပဲပုံပြင်လေးကတော့ပြီးဆုံးသွားပါပြီရှင်။နားတော့တဆင်ပေးကြသောပရိသတ်ပေါင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။အားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေရှင်။ပုံပြင်လေးတွေနားထောင်ခြင်းသေးရင် channel လေးကို subscribers လေးလုပ်သွားနော်။